ပုရုဇဉ်ဖြစ်တဲ့အတွက်ဒီလိုတို့လာဘတက္ကရာဒီလောကကိုကြော်လွန်နိုင်ပြီလားဗျမကြော်လွန်နိုင်ဘူးဒီလိုလည်းမကြော်လွန်နိုင်ဘူးလိုချင်တဲ့လောက်မရသေးလို့ဒီလိုဖြစ်လိမ့်မယ်ဟုတ်လားနောက်တကဒီလိုတို့ချင်းချောင်းမှုတွေမပြင်းထန်နေလို့ဒီလိုလည်းဖြစ်လိမ့်မယ်လိုချင်တဲ့လောက်လည်းရမယ်တော့မဟုတ်လိုချင်တာကိုစမ်းကျင်နိုင်တယ်ဆိုရင်တော့မလဲအသက်အန္တရာယ်အမျိုးမျိုးချင်းချောက်တယ်ဆိုရင်တော့ဒါအပြောင်းလဲရှိကောင်းရှိနိုင်တယ်သောတပန်မဟုတ်သေးတဲ့အတွက်တရားတရားကမတည်ကြည်ဘူးပေါ့ဗျာမတည်ကြည်ဘူးပေါ့အခုဒီပြီးတော့ဇီးဒီဝါဘကပခမ်းဘကဆရာတော်ဖျားကြီးဘလောက်ကြည်ညိုစရာကောင်းလဲဝီနီကိုအသက်နဲ့လဲပြီးကာကွယ်သွားတာဘယင်ကလည်းအလောင်းမတရားကိုယ်တိုင်စစ်တိုက်တဲ့သူလွတ်လိုက်တယ်စစ်ပွဲမှာပဲကြာရှုံးပြီးတော့ပြန်လည်တော်မူသွားတယ်တို့တော့ तू ကမြတ်ပါတယ်ပေါ့တို့တကယ်မြတ်ပါတယ်တပည့်တော်တို့ရှင်ဖျားတို့နဲ့ဆိုင်ဘာမှရှင်လို့မရဘူးဆရာတော်ဖျားကြီးမြတ်ဝီနီလေးသားသိခိရတဲ့အသိခါဝလေးတစ်ခုဗျာအခုရှင်ဖျားတို့တပည့်တော်တို့ရွာတဲ့မြို့ရွာတဲ့ဝင်တဲ့ခါကောင်းကောင်းသင်္ကန်းယုံပြသေးလားစွန်းပင့်ပါညာဆိုရင်တော့ကြည်ကောင်းအောင်လေးဝင်တယ်ပေါ့ဗျာဒီတက်ကတော့တိတ်တော့မသွားဖြစ်တော့သင်္ကန်းဝတ်ယုံပြီးတော့သွားတယ်ဆိုရင်ဒီပြီးတော့ကဲခံရတာတွေများလာပြီဘယ်သူကကဲရတာဘုန်းကြီးချင်းချင်းကဲရတာဘာတော့ပဲဝီနီတို့လားဒါကိုယ်တိုင်ခံစားခဲ့လို့ပြောတာဝီနီတို့လားတခါစွန့်ခံပုံပြီးတော့လေစွန့်ခံပုံပြီးတယ်မဲ့ဘာတပားတည်းနေချင်လို့လားဘာညာခက်တယ်ပြဿနာတော့တော်တော်ရှိတယ်နေဟာပေါ့များနဲ့ဆင်ပြေအောင်နေတော့နေလိုက်တာပေါ့ဘာမှမထူတော့တပည့်တော်ကဒီတာနာသမိုင်းကိုလေ့လာနေဆရာတော်ဘုရားကြီးကိုကြည်ညိုတာလေဩတန်ခါဆိုတာဒီလိုအည်သွေးရှိတဲ့ပုံကူတွေပဲအသက်ကအရေးကုန်မပါအသက်ဆိုတဲ့ဟာအရေးကုန်ပါဝီနီကအရေးပါလိုက်တာအဲ့ဒီရှင်ဘုရားများဟာနိဗ္ဗာန်မြန်မြန်ရမယ်ရှင်ဘုရားတွေပဲရှင်ဘုရားတို့ဒီလိုပြောင်ဆက်ဆက်ဘုန်းကြီးတွေမဟုတ်ဘူးလားရှင်ဘုရားတို့ဒီလိုပြောင်ဆက်ဆက်ရှိသေးတယ်မှန်လားဗျာနော်နိဗ္ဗာန်နဲ့တော်တော့လှန်ဝေဦးမှာပါဒီမှာကြည့်ရတယ်တိလေပရိထာယနရောတပညောစိတ်တပညေစဘာဝယအာတပိနေဝကောဘိက္ခုဗျာတိလကိုအခြေပါရမပြုဘဲနဲ့ဘယ်လိုလုပ်ရမလဲအဲ့ဒီဂါထာကိုအကြောင်းပြုတော့ဗာလဲရှင်မဗုဒ္ဓဂောသဟာဝိသုရိမေထက္ကရာကိုဖွင့်လိုက်တာဂါထာပေါင်း1000ကျော်တယ်1200ကျော်နဲ့ဖွင့်တယ်ဝိသုရိမေကြည်ဆိုပြီးဖြစ်လာတိလပဲညာအခြေခံပြီးတော့အခုဒါအင်အားမရှိတော့တိလရှိတယ်ဆိုတဲ့ပုံကိုယ်တွေကြတော့လေတိလကိုအကြောင်းပြုပြီးတော့ခဏဘာဖြစ်အောင်လုပ်နေpromotion ဖြစ်အောင်လုပ်နေကြတယ် celebrity ဖြစ်အောင်လုပ်နေကြမှားတော့မှားနေတယ်ဗျာဒီလားကိုဒီပြီးတော့လက်လွတ်တဲ့ပဲနေတယ်ဆိုတော့ရှင်ပြတို့ဒီပြီးတော့လို့နေခဲ့တဲ့ဆိုရင်လည်းဒီပြီးတော့ကမမှားဘူးလားမှားတာပဲဒီလားကိုအကြောင်းပြုပြီးတော့ celebrity ဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းမမှားဘူးလားဗျာရှင်ပြဒုတင်ကိုဗျာ live လွှင့်ပြီးဒုတင်ထိုင်နေတယ် gain ဒုတင်ဆိုတာကမသိအောင်လုပ်ရတဲ့ဟာဗျာတပြီးတော့ပြောဦးတယ်ဒကမကြီးတယောက်တပြီးတော့တို့ကဗျာတဲ့ဒီကိုတော်ကြီးတို့ပါမတင်တယ်ဟုတ်လားထိုင်းရတဲ့အဲ့ဒါဒုတင်ဆောင်တဲ့အဝါတွေတဲ့ဒီပူဇော်ဝဲတွေပါကြီးလှုပ်တာတဲ့ဒကမကြီးလို့ဒုတင်ဆိုတဲ့ဟာလူသိမခံရဘူးလို့ဆိုတာဟာဘုန်းကြီးကလည်းတဲ့နောက်လူတွေအတူခိုးချင်အောင်တဲ့အတူဘလို့ခိုးမအောင်အဲ့လိုဆယ်လီဖြစ်အောင်ပဲအတူခိုးလိမ့်မယ်ဒုတင်ဆက်ကအချင်းချင်းဘုန်းကြီးချင်းတော့အသိမခံဘူးဒီလိုသိရခဲ့မှသိတယ်မလားဗျာညီကုန်းနဘာသုဒ္ဓဒုတင်ဆောင်တယ်လျက်စီးလက်လိုက်တဲ့အခါဟောရှင်မြတ်နေသက်စီဆောင်တာတော့မဆောင်ပါဘူးဆိုပြီးတော့နှစ်40ကျော်ဆောင်လာတဲ့နေသက်စီဒုတင်ကိုဖျက်ပြီးတော့လဲလိုက်တယ်ပြီးမှဒုတင်ပြန်ဆောက်တည်တယ်ညီကိုချင်းတော့အသိမခံအဲ့ဒါဆိုတော့ဒီပြီးတော့ဒီ celebrity ဖြစ်နေအောင်လုပ်တဲ့ဝီနီတို့ဆိုတဲ့ဟာတွေကလည်းမှန်ရလားဆိုတာဒီပြီးတော့ဒါစဉ်းစားစရာတွေများပါတယ်ဗျာသူများဝီနီနဲ့တွားပြီးမကဲ့ရနဲ့ဗျာကိုဘယ်လောက်ပြည့်စုံလဲဆိုတာတော်တော်မလွယ်ဘူးအဲ့ဒါဆိုတော့ကိုနိုင်တာကိုဆောင်းပြီးတော့သာနာပြုတာမကောင်းဘူးလေဗျာဘာဖြစ်လို့ညင်းညအခုကြည့်ပါကြည့်အတင်ကိုင်းနဲ့ယုံကိုင်းညင်းလိုက်တာနော်မပြည့်စည်တဲ့မနဲ့ပရိယတိအကျော်မော်ကြီးတွေလိစီပေသလာတိတ်ခါကာမဝိနည်းရတရကြီးတွေပါလေပြန်တော်မူကြတာတွေပျက်စီးသွားတာတွေအများကြီးဗျအဲသခိုင်းမဲလက်ထက်ကျမှဒီကိစ္စပြီးတယ်အဲ့ဒီကျမှတော့သခိုင်းမဲရတဲ့တခါတည်းတန်ခါအချင်းချင်းဝန်ခံတာနဲ့မကဘူးမင်းပြိတ္တရှိမှတခါတည်းဝန်ခံခိုင်းတယ်ကံပြောအရှင်ဘုရားဘက်ကအဆိုတင်သွင်းဆိုတော့သူ့အဆိုတွေကမခိုင်ဘူးသူပြတဲ့အတိကကျမ်းတွေကမခိုင်ဘူးမခိုင်တဲ့အခါအရှင်ဘုရားသာဆိုရင်မှားပါတယ်ဆိုပြီးတော့တခါတည်းဝန်ခံခိုင်းတာအဲ့ဒီကျမှဒါအတုလဆရာတော်ဘုရားကြီးအဲ့ကြတော့အသက်ကြီးသွားပြီထင်ပါတယ်သူ့ရဲ့အဆက်တွေကလည်းအဲ့ဒါတွေကတော့ဘုရားဟောမဟုတ်ပါဘူးဆရာအစဉ်အဆက်လိုက်တဲ့အနေနဲ့သူတို့ကျင့်သုံးပါတယ်ဆိုပြီးတော့အဲ့လိုဝန်ခံလို့အဲ့ဇလန်ပြတ်သွားတာအတင်ကိုင်းတဲ့ယုံကိုင်း200ကျော်တယ်ဗျညင်းလာလိုက်ကြတာဝိဝါဒကွဲသွားကြတာဒါကြောင့်တို့အနာဂတ်ဘေး5ပါးရှင်တို့ကြားဘူးပါတယ်ဗျာဘာဘေးတွေတို့ဗျာအိုဘေးနာဘေးသေဘေးလူချင်းကွဲတဲ့ဘေးတန်ငါကွဲတဲ့ဘေးအခုကြုံမနေဘူးလားစိုက်မြိုက်ကြီးဗျာရှင်များတို့တို့အကုသိုလ်တော်ကြီးတဲ့ဘုန်းကြီးတွေတပည့်တော်တို့အပါဝင်ပေါ့ဟုတ်ဘူးလားစိုက်မြိုက်ကြီးတန်ငါတွေရောမကွဲဘူးလားဗျာလူတွေရောမကွဲဘူးလားဗျာတိုင်းပြည်တောင်စေးသိမ့်ပေါ်မှာဖြစ်နေတရားဝင်တာမရှိသေးတာတရားဝင်တာဒီချင်းနေမရောက်သေးတာအနာဂတ်ဘေး၅ပါးကကျုံနေပြီပေါ့ရှင်များတို့ကြားဖို့မဲ့ထင်ပါတယ်တုံကိုင်းတို့ယုံကိုင်းတို့ကြားဖို့လားဗျအလောင်းမတရားကြီးလက်ထက်ကအတုလဆရာတော်ကြီးကစလိုက်တာအလောင်းမတရားကြီးကိုးကွယ်တာမင်းကိုးကွယ်တဲ့ဆရာဖြစ်တဲ့အတွက်မင်းရဲ့အမိန့်နဲ့အာဏာယူပြီးတော့တုံကိုင်းပေါ့ဗျတုံကိုင်းဆိုတော့ပြည်တော်နယ်ဘက်မှာလည်းတုံကိုင်းနေရှိတယ်တင်ကိုင်းလို့လည်းခေါ်ပါတယ်ဗျသူတို့ကတင်ကိုင်းကို
နှစ်ထပ်တင်ကန်းကိုတင်မယ်ရင်စည်းစီးမယ်နောက်တစ်ခုကသူတို့ကတင်ကန်းကိုအဝင်းညီညာသာဝတ်ယုံပဲရင်စည်းစီးမယ်ဆိုတဲ့ဟာနဲ့သူကနှစ်မျိုးနဲ့တင်ပြလောင်မတရားကြီးကနေပြီးတော့ဒီဆရာတော်ကိုမင်းကိုကိုွယ်တဲ့ဆရာတော်ဖြစ်တဲ့အတွက်အဲ့ဒီဆရာတော်ကအဝိနည်းဝါဒကိုပြောနေတော့လည်းပဲအလောင်းမတရားကြီးကိုယ်တိုင်ကဝိနည်းကိုနားမလဲတဲ့အခါကျတော့အတုလဆရာတော်ပြောတဲ့ဟာသာနာပိုင်ဆရာတော်ပြောတဲ့ဟာကိုအမှန်ထင်ပြီးတော့မောင်းတော်ဆရာတော်ဖျားများကပြောတယ်မောင်းတော်ရွာဆရာတော်တွေကမဟုတ်ဘူးမြတ်စွာဘုရားရှင်ရဲ့တိခိယမှာပါတယ်အဲ့ဒါကြောင့်ရွာကိုဝင်မယ်ဆိုရင်သင်္ကန်းအဝိညာဉ်ရွာသာဝိယုံပြီးတော့ဝင်ရမယ်သင်္ကန်းတေုံနဲ့မရအောင်နှစ်ထပ်သင်္ကန်းတေုံနဲ့မရအောင်ရင်စည်းစည်းုံနဲ့မရအောင်အဲ့လိုနဲ့ဖြစ်လာတဲ့အခါကျတော့မောင်းတော်ဆရာတော်နှစ်ပါးကိုခေါ်ပြီးတော့ပြောခိုင်းတယ်တကားတွေကိုဝင်းနီးမဟုတ်တဲ့ဟာတွေကိုဟောမိပါတယ်ပေါ့တကယ်တမ်းကျတော့လက်ကတော့ပေါက်ပြီးတော့ဒီရင်စည်းစီးပြီးတော့ရွာထဲဝင်ရပါပြီပေါ့အတင်ကန်းပြောတဲ့အတုလဆရာတော်ဘုရားကြီးပြောတဲ့ဟာကိုအမှန်မောင်းတော်ဆရာတော်ဘုရားကြီးရဲ့သင်္ကန်းဝိယုံရမယ်ဆိုတဲ့ဟာကိုသင်္ကန်းယုံရမယ်ဆိုတဲ့ဟာကိုသူကအဝိနည်းဆိုပြီးတော့အဲ့လိုမျိုးလှုပ်တဲ့အခါမောင်းတော်ဆရာတော်နှစ်ပါးကိုရှင်များနေပြီးတော့ဒီခေါ်ပြီးတော့မန်းလေးနေပြီးတော့ဒီခေါ်ပြီးတော့တဲတန်ရေးတန်ပေးတာဓမ္မတန်ပေးတာအဲ့တော့ဆရာတော်ကြီးနှစ်ပါးအတိတ်ဒိဋ္ဌာပြေတာအိုးတမာတွေကနှကောင်းနှမြတ်တို့ဝင်းနီးကိုစောင်းရှောင်းမဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးလားဆိုချက်ချင်းအဲ့နန်းတော်ရောအဲ့တုလဆရာတော်ဘုရားကြီးကြောင်ရုံမိုးချိုးပြစ်တယ်ချက်ချင်းမိုးတွေရွာရင်မိုးချိုးပြစ်ဒါပေမဲ့အဲ့ဒီဟာကိုအမှန်လုံးမထင်ဘူးရှင်ဗျာတိုက်ဆိုင်မှုပဲထင်တာအတုလဆရာတော်ဘုရားကြီးလည်းမန်းမချဘူးသူကအရှိန်ကောင်းတယ်နောက်မင်းနေဘိုးတော်လက်ထက်တို့တွေတာမနိုင်ဘူးနောက်စကိုင်းမင်းလက်ထက်ကြမှာအဲ့ဒီဟာကိုပြဿနာဖြေရှင်းနိုင်သွားတယ်အဲ့ဒီချိန်မှာပဲမခမ်းဘက်ကဆရာတော်ကြီးတစ်ပါးပေါ့တတိယပွဲမေ့သွားလို့မခမ်းဘက်ကဆရာတော်ကလည်းသူကအယုံကိုင်းပဲသင်္ကန်းဝတ်ယုံရပဲဝင်းနီးနဲ့ညီသင်္ကန်းဝတ်ယုံပြီးကြီးရတဲ့ဝင်ရမြို့ရတဲ့ဝင်တဲ့အခါဆိုတော့အဲ့ဆရာတော်ကိုခေါ်ပြီးတော့အလောင်းမတရားကြီးပဲအဲ့ဆရာတော်ကိုခေါ်ပြီးတော့ထံပေးမယ်ဆိုတော့အဲ့ဆရာတော်တခါတည်းလူဝဲလဲလာတယ်ဘာကြောင့်လူဝဲလဲလာအောင်ဒီပြီးတော့ရှင်ဘုရားကိုဘုန်းကြီးတစ်ပါးအနေနဲ့ပင့်လိုက်တာဆိုမဟုတ်ဘူးတဲ့အသက်ချင်အသက်ခံရလို့အောင်ငါ့ကိုတက်တဲ့ဆိုရင်အသေးမင်းကြီးကြီးမားတဲ့ကန်ကြီးထိုက်လိမ့်မယ်အတင်းမကျင်နိုင်ရင်တက်လို့ရတယ်ဝင်းကြီးကိုတော့မလျှော့နိုင်ဘူးငါဆရာပြောတဲ့ဟာကိုငါလက်ခံမယ်ဆိုအရှင်ဘုရားဆရာဘယ်သူတော့ဆိုလက်ကတော့တင်ပြီးတော့ပြိတ္တတွေမှာထားပြီးဖះကိုရှိခိုးတာငါဆရာဓမ္မယုံနဲ့ဒီဖះပဲလားငါဆရာပဲငါဆရာပြောခဲ့တဲ့မူကိုအသက်နဲ့လဲပြီးကာကွယ်မယ်မင်းသက်ချင်သက်ဆိုပြီးတော့အဲ့လိုပြောတာအဲ့ဒါကိုအလောင်းမတဲ့ရဘာလို့လိုက်ရမလဲအဲ့ဘုန်းကြီးကိုလူထပ်ပြီးတော့ရှင်မြတ်ရှမ်းပြည်နယ်စစ်တိုက်တဲ့တီလွတ်လိုက်တာလာရှိုးတို့ဘာတို့ပေါ့ဗျာအခုခေတ်လို့ဆိုနော်အဲ့ဘုန်းကြီးပြန်လာတော့အဲ့ဒါစစ်တန်နဲ့ပဲပြန်လွန်တော်မူရှာတယ်လမ်းမှာဒါဆိုအလောင်းမတဲ့ရကောင်းခဲ့တဲ့ဟာတွေလည်းအများကြီးရှိတယ်ဝီနီးကိုနားမလဲတဲ့အခါတာနာကိုကြီးညိုပါတယ်ဆိုနဲ့တော့မရဘူးဆိုတဲ့ဟာနားလဲဖို့လိုပါတယ်ဗျာမင်းဆရာတွေဆိုတာတော်တော်များများတော့မင်းအလိုလဲရတာများပါတယ်ဒါကြောင့်တောင်ပီလာဆရာတော်ဘုရားကြီးတို့ကမင်းဆရာမလုပ်ချင်တော့တာမင်းတို့မေတရားကြီးလက်ထက်သာသနာပြုမင်းကြီးမှတ်ပါတယ်တို့တော့တိုင်းပြည်ပြုမင်းကြီးတော့ပြောလို့မရဘူးဗျာအခုကသူကဘယင်ကဘုန်းကြီးလှုပ်လုံနေတယ်ဘုန်းကြီးတွေကိုဟိုအောင်မလို့ရှင်များလို့ကံကောင်းလို့နော်မင်းတို့ဝင်းကြီးကဘလောက်ထိလောက်ကိုင်းလဲဆိုတော့ဘုရားရှင်ပါရှင်များတို့ဒီအာဘတ်ဒီဝင်းကြီးတွေကိုနောက်ထပ်မကျွလို့တော့ပါဘူးလို့တစ္ဆာဆိုကိုင်းတာဘုန်းကြီးတွေကိုအဲ့ဒီဟာကိုပြဋ္ဌာန်းခိုင်းတာမင်းမိန်နဲ့အဲ့လိုပြဋ္ဌာန်းရင်ဘုဒ္ဓသင်မှန်ရင်တဲ့အဲ့ဒါမကျွလို့မှမရှိဘူးတဲ့ဆရာတော်ဘုရားကြီးများကလည်းကြံတီလီနဲ့ထောက်ပြထားတယ်အဲ့ဒါဆိုတော့ဘုရားရှိသစ္စာဆိုတာတဲ့ဆိုတဲ့နေရာမှာအာဘတ်ပို့ပြီးတော့များသွားစရာပဲရှိတယ်တဲ့တရားဟာမသိတော့ပါဘူးမြတ်စွာဘုရားရှင်ဟာဒေသနာကံနေနဲ့ဗုဒ္ဓနာကံနေနဲ့ထမြောက်အောင်တက်ခွင့်ပြုခဲ့တယ်ဆိုတာဒီဟာကိုထပ်ပြီးတော့မပြုပြင်သင့်ပါဘူးနဲ့အဲ့ဒါလိုပြောလို့ကျမ်းထောက်ထားခိုင်းမှာနဲ့ညွန်ပြလို့တာတဲ့မင်းတို့ဝင်းကြီးကမဟုတ်ရတပည့်တော်တို့အခုအဲ့လိုမျိုးလောက်အောင်မထင်နဲ့ဟုတ်လားဘုရားရှိသွားပြီးတော့ဒီဝင်းကြီးကိုနောက်ထပ်မကျွလို့တော့ပါဘူးဆိုတာသစ္စာဆိုရမယ့်ဟာမျိုးကိုမင်းတို့မင်းလုပ်ခဲ့တယ်ကိုယ့်အလုပ်ကိုမလုံးနဲ့ဘုန်းကြီးကိစ္စဝင်ပြီးရှုပ်တာအဲ့ဒါမျိုးတွေအများကြီးရှိတယ်မင်းတို့မင်းအဲ့ဒါကြောင့်မင်းတို့မင်းကကောင်းတယ်တို့တော့တချမ်းပဲကောင်းတိုင်းပြည်အတွက်တော့ဒီတော့ကောင်းတဲ့မင်းလို့ပြောလို့မရဘူးသာနာအတွက်တော့ကြီးညိုပါတယ်သူတို့မင်းကြီးဘက်ကိုကြည့်လိုက်တော့အခုဒါလေးကိုမှတ်တမ်းမှတ်သိခြင်းနဲ့လူတွေကပေါ့လေတခါတရံသာနာကိုကြီးညိုအောင်ပြလိုက်တာနဲ့အဲ့ဒီမင်းဟာစကြဝဠာမင်းဖြစ်ရောဒီလိုမျိုးယုံကြည်တတ်တယ်အဲ့ဒါလည်းတိုင်းပြည်ပြည်ရေးအကြောင်းရင်းတစ်ခုပဲသူအခန့်နဲ့သူယုံကြည်လက်ခံရမယ်သို့တော့တိုင်းပြည်ဆောင်ရွက်တဲ့အခါဘယင်တစ်ပါးလို့အမျိုးအမြင်ရှိဆောင်ရွက်တတ်ဖို့ကလည်းအရေးကြီးတယ်သာနာရေးဆောင်ရွက်တဲ့အခါသာနာရေးဆောင်ရွက်နိုင်တဲ့စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းထိထိမိဆောင်ရွက်ဖို့အခွင့်အလမ်းတွေပေးဖို့နောက်တစ်ခါတပြည့်တို့တာဝန်မှုတာဝန်ခံမှုနဲ့တကွာလုတ်ပိုင်ခွင့်အာဏာတွေအပြည့်အဝပေးတဲ့ဖို့ကလည်းဒါအလုံးတန်ရေးကြီးပါတယ်အဲ့ဒါမှသာနာရေးကတိုးတက်မှာဖြစ်ပါတယ်